Hello ဒီနေ့တော့ပါဝင်ပစ္စည်း၃မျိုးရင်းနဲ့လှုပ်ရှားလို့ရတဲ့ creamy coconut ice cream လေးလှုပ်ရှားကြမယ်နော်။အုံသီးတစ်လုံးကိုအသုံးပြုထားပါတယ်။အုံသီးအခွန်လေးတွေကိုဓာတ်နဲ့စိတ်ရှိရှိလေးနဲ့ဖဲထုတ်ပေးထားလိုက်ပါတယ်။အုံသီးသားလေးတွေဖဲထုတ်ပြီးသွားရင်တော့အခွန်အလွှာလေးတွေကိုဖဲထုတ်ပေးထားလိုက်ပါတယ်။ပြီးရင်အုံသီးသားလေးတွေကိုပပလေးလှီထားလိုက်ပါတယ်။ပြီးရင်ဘလန်ဒါလေးကိုထည့်ပြီးကြိတ်ပါမယ်။ဒါတော့ဘလန်ဒါမနိုင်မှာစိုးလို့၃ခါခွဲပြီးတော့ကြိတ်ပေးပါတယ်။အုံသီးနည်းနည်းစီနဲ့အုံတို့200မီလိုကိုနည်းနည်းစီထည့်ပြီးဘလန်လုပ်ပေးလိုက်ပါတယ်။ခစ်သုံးထားတာကတော့ ready made အုံတို့ထုံ Noret Air brand လေးပါ။သုံးရတာလည်းအရင်အဆင်ပြေပါတယ်။အုံသီးခွာရတာကြိတ်ရတာနဲ့အလုံးရှုံးမခံချင်ရင်တော့အုံတို့တီးတန်းနဲ့ပဲတစ်ခါလေးလုပ်လို့ရပါတယ်။ပြီးရင်အဝတ်နဲ့စစ်ပြီး fresh coconut မီရအောင်လုပ်လိုက်ပါတယ်။ရလာတဲ့အုံတို့310 gram လေးကိုနိုမုတ်စပွဲတင်စုံနဲ့3စုံတကြားစပွဲတင်စုံနဲ့3စုံဒီလာ extra လက်ဖက်ရည်စုံရဲ့တဝက်စားနဲ့ငယ်တို့ထည့်ပြီးအားလုံးကိုတေချာ blend လုပ်ပေးလိုက်ပါတယ်။ပြီးရင်ထည့်သိမ်းမဲ့ဘူးလေးကိုထည့်ပြီး freezer ထဲမှာတညသိပ်ထားပေးလိုက်ပါတယ်။နောက်နေ့မနေ့ရောက်တော့ဘူးကိုပြန်ထုတ်ပြီးတေချာမွေးပေးလိုက်ပါတယ်။ပြီးရင် blender နဲ့တစ်ခါထည့်သိပ်ပေးလိုက်ပါတယ်။ပြီးရင်တော့ခုနဘူးလေးကိုပြန်ထည့်ပြီး freezer ထဲမှာနောက်ထပ်3-4နာရီလောက်ထပ်ထားပေးလိုက်ပါတယ်။အချိန်ပြည့်သွားရင်တော့တစ်ခါထပ်ထုတ်ပြီးတေချာမွေးပေးလိုက်ပါတယ်။ပြီးရင်တော့ aesthetic လေးဖြစ်အောင်အုံသီးခွန်လေးကိုပြောင်းထည့်လိုက်ပါတယ်။အပေါ်ကနေလည်းပပလီထားတဲ့ coconut flake လေးတွေကိုဖြူထည့်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ freezer ထဲမှာတညထပ်သိမ်းထားပြီးရင်စားလို့ရပါပြီ။အရသာကတော့အရန်ဟိုမှာ creamy ဖြစ်ပြီးတအားဟိုမှာစားလို့ကောင်းပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်။